吧 Chris ကားဒီနေ့အတော်ဆုံးညီမနှစ်ယောက်ကြောင့်ဖက်2လေးကိုရိုက်ပြသွားမှာဖြစ်ပါတယ်ပစ္စည်းထားတာတော့မသွားပါရဲ့ဆောနာဗီဒီယိုကကြတော့ဖက်1ရကြတော့ပေါ့နော်ဒီအိယာနဲ့တူလားမတူလားတော့ Chris လည်းမသိတော့ပါဘူးခက်မှန်းပြီးတော့ပစ္စည်းလေးထားလိုက်တာပဲဖြစ်ပါတယ်ခုကျတော့စားလိုက်ကြတယ်ညီမလေးမမဝတ်စားလေးပြီးသွားပြီဒီမှာအမဲအောင်လေးနဲ့ဖြူအောင်လေးဝတ်ထားရဲ့လာရမမသမီးရောလာလားသမီးကပြာအောင်လေးကြိုက်တာဆိုတော့ပြာအောင်လေးပဲဝတ်ထားရဲ့လိုက်ပြီးတော့လေမမတို့ဒီနေ့မမတို့ဒီအိမ်ကြီးရောင်းနေတဲ့အမရဲ့မောင်ကမမတို့ကြီးကိုကားပို့မယ်လို့ပြောရဲအဲ့ဒါကြောင့်မို့ကားဒီကိုလာပို့မှာကြောင့်အောက်ဆင်းရအောင်လေညီမလေးဟုတ်ကဲ့မမမဒါနဲ့လေမမပတ်စံအများကြီးထည့်ခဲ့လားအမလီထည့်ခဲ့ပါရဲ့ညီမလေးရဲ့ဟုတ်ကဲ့ဟဲဟိုကညီမလေးတငယ်ချင်းတော်ရောက်နေပြီပဲတငယ်ချင်းငါဒီမှာရောက်နေပြီဟာဒီကဆေးရောင်ကြိုက်တာဆိုဆေးရောင်လေးဝတ်ခဲ့တာပေါ့နော်ဟုတ်တယ်ဟာအေးပါဒါဆိုလဲခဏနေကြအောင်ခဏလေးမမခဏနေကြအောင်ဆိုရင်နေရောနေပါနဲ့မမခဏလေးပဲနေထားလိုက်မမ try လိုက်တော့လိုက်အောင်ဟုတ်ကဲ့မမ okay အမလီရှူကပေါက်ရှင်လာရင်မြင်ပြီးမှလေခုမှပဲပို့သွားတော့ okay လဲစီပြီးတော့ဆိုသွားလိုက်ပါအောင်မလီညီမလေးခုချိန်ဒီမြောက်သေးဘူးလားမရောက်သေးဘူးရှင်မမရဲ့အမအဲ့ဆိုလဲမမစောင့်ကြတာပေါ့ဟုတ်ကဲ့ငါကားတော့ပို့ရအောင်ပါပဲသွားလိုက်ပါအောင်မယ်အောင်မလေးငါဒီတော့ရောက်လာပြီဆိုတော့သူတို့အိမ်ကလည်းဝေးလိုက်တာဟာဘာလို့ဒီတောင်မမကြီးများလက်ဆောက်ထားလဲမသိပါဝန်ဒီအမကြောက်ပဲဟိုဟာလေအမကျွန်တော်ဒီမှာကားလောက်ပို့ရပါခင်ဗျအမကိုကကားလောက်ပို့လာရှင်အဲ့ဆိုရင်ကျွန်မအနာလေးပဲခြားထားလိုက်နော်ဟုတ်ကဲ့ဗျအဲ့ဆိုရင်ကျွန်တော်ကိုခွင့်ပြုပါဦးခင်ဗျဟုတ်ကဲ့ရှင်တားလိုက်ပါဦးမယ်လေညောင်းလိုက်တာငါလမ်းလျှောက်လာရတယ်ကဲညီမလေးမမတို့ဒီကိုလေးရောက်ပြီဆိုတော့လာမမရေညီမလေးရဲ့ညီမလေးရဲ့တင်ရချင်းလာသွားကြမယ်ကဲလာကားပေါ်တက်ကြโอเคကဲလာတက်ကြကဲသွားကြမယ်ညီမလေးဒီနေ့လေမမတို့ပြန်လာလို့ရှိရင်လေဟွာရောက်မယ်တဲ့ဘာလဲဟဲ့ဟွာဒန်အဲ့ရောက်မယ်တဲ့ဟဲ့လားသမီးတန်းစီးကျင်နေရတဲ့တော့ပဲမမရဲ့ညီမလေးစပိန်စီးကျင်တာစပိန်ကိုစီးကျင်တာမလားဟုတ်တယ်သမီးစပိန်ရလို့ကျင်နေတာအမလီမမညီမလေးပြန်ကြိုက်တာတီးလို့ညီမလေးပြန်ကြိုက်တာတီးလို့မမပြန်စပိန်လေးပါမှာထားရဲ့thank you ကျေးဇူးပါမမရပါရဲ့ကိုညီမလေးပဲဥစားဒါနဲ့လေမမတငယ်ချင်းတယောက်ကိုလည်းခေါ်ထားတည်ရဘာလို့လဲဆိုတော့ညီမလေးတို့ကဆော့ကြမှာလေမမစောင့်နေရမှာဆိုတော့တယောက်တည်းပြင်းနေပြီးတော့မုန်းနေတော့စားကြမှာဆိုတော့မမရဲ့တငယ်ချင်းကိုတခါလေးခေါ်လိုက်တာဟုတ်ကဲ့မမရပါရဲ့မမတငယ်ချင်းကဒီရောက်တော့မှလည်းတယောက်တည်းပါမမချစ်ဆုံးတငယ်ချင်း best friend ကြီးပေါ့အမကဲဒါဆိုလည်းမြင်သွားကြစို့ဟုတ်ကဲ့ညီမလေးရောက်ပြီမမတို့ဟုတ်ကဲ့မမဒီမှာကားဆက်လိုက်မယ်နော်ကဲလာစညကဲညီမလေးလာမမတို့ကစားကွင်းနဲ့ခဏဝင်ပြီးတော့မွေနေကောင်းမယ်ထင်တယ်နားလေးမှပဲစောင့်နေကြမယ်လေမဘာလဲဆိုတော့မမတငယ်ချင်းရောလာအောင်မှာဆိုတော့ဟုတ်ကဲ့မမငါတကူလုံးကီသွားပြီဆိုတော့ငါသွားလိုက်ပါဦးမယ်လေကားလေးနဲ့ငါကားလည်းရောင်ချင်းအောင်ပါပဲငါဖာဖေကြိုက်တာဆိုတော့ခင်းရောင်ကြိုက်တာဆိုတော့
တားလိုက်ပါဦးမယ်လေဘာလို့လဲမသိဘူးဒီရှက်ဆိုင်ရရဲ့အမြဲတမ်းပိတ်ထားဟောကားလည်းဘလို့လာနေလဲမသိပါဟိုမတင်ငယ်စင်းတော့ပဲဟဲ့တင်ငယ်ချင်းငါလာပြီဟာနေလာပြီလားငါရစောင့်နေကြတာဟာအေးအော်ဟုတ်လားငါလည်းမအမြင်လာတာပဲတင်ငယ်ချင်းရဲ့ဟာနင်းဘာလို့ဒီလိုမျိုးဝတ်လာလဲငါလာလေးဖြစ်ရှင်လို့ပါဟာနင်းလိုမျိုးကောင်းကလေးလဲငါလဲဝိခဲ့လို့ပဲဒါပေမဲ့နေကကစားကတော့မှဆိုလာညဝိခဲ့မလားလို့အခုလေလာပါတယ်တင်ငယ်ချင်းငါလည်းအခုလေလာရလို့ပြောမလို့ဟာငါလာဟာငါခဲရလေးကြိုက်တယ်ဆိုတော့ငါခဲရလေးပဲဝတ်ထားရဟာရန်ကိုလာရပဲတင်ငယ်ချင်းရဲ့ကျေးဇူးပါဟာကဲအောက်ဆိုရှင်လည်းငါတို့ကစားကွင်းနဲ့ဝင်ကြတာပေါ့အေးကဲအားလုံးလိုက်ခဲ့ကြနော်ငါနောက်ပြောမယ်တင်ငယ်ချင်းနေနဲ့ငါနဲ့အတူတူပဲနော်ခဲအောင်နေဖြူအောင်လေးပဲကွဲသွားဟုတ်တယ်ဟာတင်ငယ်ချင်းကလာဟဲ့ငါတို့ညောက်ကဒီတိုင်းပဲရှောက်ပက်လဲကြမယ်ကလေးညောက်ကငါတို့သူတို့ညောက်ကငါတို့နှစ်ယောက်ကလိုက်ဆောင်ကြည့်ပေးမယ်လေအေးကောင်းတာပေါ့ဟာရေစိုးငါတို့ပေါ့ဆုတ်တော့ဝေကြမယ်ကလာတင်ငယ်ချင်းကလာကလေးညောက်လိုက်ခဲ့နော်ဟုတ်ကဲ့မမဟဲ့မိုက်တယ်နော်ဟဲ့ဟိုဘက်မှာဝက်ဝင်ရုပ်ဒီကညီမလေးတို့အဲ့ဝက်ဝင်ရုပ်တဲ့လူတွေကတွေ့လဲသိရှင်လားသိရှင်တာပေါ့ရှင်သိရှင်လဲမမလည်းသိရှင်တဲ့အတိုင်းပဲလဲသိလို့မရဘူးလေဘာလို့လဲမမရဲ့ဘာမှတော့မလုပ်ပါဘူးကလာညီမလေးတို့ညောက်ကလည်းမမတို့လမ်းလျှောက်နေရပဲလေအဲ့ဒါကိုလိုက်မမီကြအောင်မဟုတ်ပါဘူးမမရဲ့ကေထားပါတော့ညီမလေးတို့စာကျူးစားရမယ်နော်ဟုတ်ကဲ့မမဒါမဲ့ကျရှင်3ရက်တောက်ပိတ်တာဆိုတော့နောက်ထပ်နေ့လည်းလိုက်လေလို့ရမလားမမရဲ့မရအောင်နောက်ထပ်နေ့ကစာလုပ်ရမယ်ကျောင်းဖွင့်လို့ရှိရင်စောင်းမွေးဖျားရမှာဆိုတော့ဟုတ်ကဲ့ Hello အကယ်လို့အမတို့ဘာဝေကြမလဲဗျဝုန်းလေမမတို့ ice cream ဘယ်နှခုလဲ4ခုပေးနော်ဟုတ်ကဲ့ဗျကြည့်သူပါဗျအိမ်အဝယ်မလဲဗျပပဆိုး4ခုလောက်ပေးနော်ဟုတ်ကဲ့ဗျ Thank you ပါဗျရပါတယ်ရတင်ရချင်းကြည့်သူပဲတင်ရချင်းရပါတယ်ဟာဆက်လို့ကောင်းလားကောင်းတာပေါ့ညီမလေးရော ice cream စားညံစကောင်းနေအိမ်မရော Thank you ပါဗျရပါတယ်ကစားကွင်းတော့ရပဲဝေချွေးရမှာငါလည်းထုတ်ဆောင်မှာကောင်းလိုက်တာကဲငါနီနိုပပဆုတ်ကြည့်မယ်နော်ငါတို့ဘယ်သွားကြမလဲဆိုတော့ရုပ်ရှင်တော့ကြည့်ကြမလားရုပ်ရှင်ညမှကြည့်ကောင်းတာတင်ငယ်ချင်းကလာအဲ့ဆိုလည်းငါနောက်လိုက်ခဲ့ကြအဲ့ဆိုလည်းငါတို့roller coaster စီးမလားငါ roller coaster လည်းမစီးချင်ဘူးဟာတော်လည်းမစီးချင်ဘူးဗျအိမ်မအဲ့ဆိုရှင်လဲခွက်တော့စီးမယ်လားခွက်ငါပြေးပြီနော်လိုက်ခဲ့ကြလိုက်တော့ဟာဟဲ့နင်ကလည်းပြေးတာလည်းထိတ်ဆုံးကနေပဲအပြေးတန်တာလည်းနင်းမယ်လာပါငါ့ကိုမြောက်မနေစမ်းပါနဲ့ဟဲ့လဲ့နေငါကြောက်တယ်လာထိုင်ရပြီရနင်တို့ပပဆုတ်ကြည့်မယ်နော်ဒီစုပဲဟာမထားနဲ့လေးဟာစကောင်းနေဟေးအဲ့မရတော့ခေါင်းမွေးသူမြင်းညစီအောင်မအိမ်မစီးနေမမတို့ဒီမှာစောင့်နေမယ်ဟဲ့ဒီစေဟဲ့နေရပါလို့ဟိုကမရီမခေါ်လိုက်ကြလေဟာကိုမရီကသူတို့အရင်စားရဲဟာပြင်တာဟုတ်တယ်ဟာအဲ့ဒါလည်းဟုတ်တာပဲဟိစီကောင်းလိုက်တာဟဲ့ငါနင်း
ဘာမှစားရှင်နေလဲဟာငါတို့လာဘာမှမစားရှင်တော့ပါဘူးဒါပေမဲ့ဟော့ပေါ်လေးပါလေးစားချင်တာပေါ့ဟာဟော့ပေါ်ကမကြိုက်ဘူးငါမလာရှန်ကိုကြိုက်တာအကင်နဲ့ရတယ်လေအဲ့ဆိုငါတို့မမအကင်ဝယ်ကျွေးလို့တပြောမယ်လားထအမလေးဟဲငါတို့လဲနေပြီကောင်းလိုက်တာမမတမီးတို့အကင်လိုက်စားကြမယ်လေအကင်လားတော့ကြမယ်လေအဲ့ဆိုလဲကေလာအဲ့ဆိုလို့ရှိရင်လေကေလာအဲ့ဆိုရင်ငါတို့တော့ကြမယ်နော်မမလာတော့ကြမယ်အဲ့ဆိုရှင်လေအမကေလာအဲ့ဆိုလဲတော့ကြရပေါ့ပြေးပြီအဲ့ဆိုရှင်နီကနေလိုက်ခဲ့မှာလားဟာအဲ့ဆိုရှင်ကလေးတယောက်ကိုငါကနေထည့်လိုက်အဲ့ဆိုရှင်လေငါညီမရဲ့တငယ်ချင်းကိုနီကနေထည့်လိုက်မယ်ငါညီမနဲ့ငါနဲ့တကားစီးသွားလိုက်မယ်အေးရအဲ့ဆိုလေကေအဲ့ဆိုငါနဲ့လိုက်ခဲ့နော်ကလေးလေးဟုတ်ကဲ့ရအမရခလေးခင်းရောက်ကြိုက်တယ်ဟုတ်တယ်အမခင်းရောက်ကြိုက်တာဒါနဲ့ဟိုကိုစောင့်လိုက်အောင်ဟုတ်ကဲ့ဗျကဲလာညီမလေးမမတို့သွားကြတာလာတကယ်ချင်းသွားမယ်ငါရှေ့ကနေသွားနေမယ်နော်အေးဘယ်တော့မှလေတနဲ့ခက်ဖေးဝင်မယ်နော်တကယ်ချင်းအေးငါသွားနေပြီခက်ဖေးရဘယ်နားမှာပါလိဟိုဘက်နားလိလမ်းကလေဘလို့ရှောင်းနေလဲမသိပါဘူးစိတ်ညစ်ပါခက်ဖေးရဟိုဘက်မှာနော်မိသွားလို့ခက်ဖေးရဖြစ်ကုန်ကက်ဖေးရဘယ်နားမှာလဲဒါနဲ့ခက်ဖေးဝင်ခဲ့လေအမွေတိုက်တော့မှာပဲလူတွေကလေဘလို့လုံးနေရလဲမသိပါငါမှကောင်းမွန်ကျွမ်းမအောင်စနေမှာငါနောက်ပြန်ကြီးပဲစိုက်လိုက်တော့မယ်ကဲလာညီမလေးထွက်ခဲ့ကဲလာညီမလေးအဲ့ဆိုလေမမဒီမှာခဏထိုင်နေကြမယ်ဟုတ်ကဲ့မမကဲလာထိုင်မမညီမလေးမမကျတော့ညီမဘာမှစားရပါလေကဲငါဟိုကောင်မကြီးတော့ကြည့်နေရနေဒီချိန်နဲ့ကုန်ပါပြီကွာအဲ့ကောင်မရောက်သွားကြရတာမသိပါငါတို့ကမဆောင်မင်းနဲ့သွားလိုက်တာဟုတ်ပါဘူးဗျအမားပဲသွားနေဆိုအဲ့ဒါလည်းဟုတ်တာပဲမိသွားလို့ပါဟာအမဖြည်းဖြည်းမောင်းပါဗျငါလည်းဖြည်းဖြည်းမောင်းနေရပဲလေမြင့်ကင်ထားငါဒီလိုပဲမောင်းတက်တာကလာစင်ကကလာအဲ့ဆိုထဲဝင်ရမယ်လေဟုတ်ကဲ့မမအေးပါကွာအေးပါကဲလာဟိုကောင်မထိုင်းနေပြီဟဲ့တင်ငယ်ချင်းတော့လာထိုင်းတင်ငယ်ချင်းတော့အဆိုလေငါတို့တကူစားကြပေါ့အေးပါကဲတင်ငယ်ချင်းတော့စားကြညီမလေးနဲ့ဟောလေးစားကြလေဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဗျရန်စားကောင်းတာပဲဗျအမဝယ်ကျွေးလို့လားမသိဘူးငါ့ကိုညောင်နေစမ်းမနဲ့ကဲအလုံးမေဆုံးနေကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဗီဒီယိုလေးတော့ဒီလောက်ပါပဲဘာလို့လဲဆိုတော့ဗီဒီယိုရန်ရှိသွားမှဆိုလို့ပါအလုံးမေဘိုင်ဘိုင်ဖက်ထရီကိုမြင်ကြပါရှင်